တေလိုမိသားလူတွေစုဝေးပြီးတော့ကပြနေတဲ့ကနာဝဲကိုမြင်မှုကြလားအဲ့ဒီပွဲကိုမတော်တဆကြည့်မိတဲ့လူတိုင်းဘာလို့ပြန်မလာနိုင်တော့တာလဲမိတ်ဆွေတို့ရေည12နာရီဒါမှမဟုတ်ညတကောင်ရဲ့အချိန်မှာအိမ်ပြန်နောက်ကျတဲ့အခါကြလို့ရှိရင်ပြန်တဲ့လမ်းလေးမှာမတော်တဆပဲဖြစ်ဖြစ်ရုတ်တရက်ပဲဖြစ်ဖြစ်ကနာပွဲကနေတာတွေ့ရင်ဝယ်မကြည့်မိစေနဲ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုကနာပွဲကိုမတော်တဆကြည့်မိတဲ့လူတိုင်းကအိမ်ပြန်မလာနိုင်ကြတော့ဘူးတဲ့ဒီညတော့အဲ့ဒီလျှို့ဝှက်ချက်ကိုဇလန်းလေးတစ်ခုအနေနဲ့တင်ဆက်ပေးပါမယ်ရှင်မြန်မာနိုင်ငံရဲ့အထက်ပိုင်းတောင်တန်းကြီးတွေကြားမှာမြေပုံထဲမှာတော့မပါတဲ့မှန်ကင်းဆိုတဲ့ရွာလေးတွေရှိပါတယ်အဲ့ဒီရွာရဲ့အနောက်ဘက်တောနယ်ကြီးတစ်ခုရဲ့အလယ်မှာတော့ရှေးဟောင်းစေတီပြက်ကြီးတစ်ဆူရှိတယ်တင်ငိမ်ဟောင်းကြီးလည်းရှိတယ်ဆိုပါတော့အဲ့ဒီရွာမှာဆရာဇောလို့ခေါ်တဲ့အသက်40နီးပါးအရွယ်အောင်လန်းပညာနဲ့ဂမ်ဘီယာအတက်ကိုစိတ်ဝင်စားတဲ့လူတစ်ယောက်ရှိတယ်။သူကရှေးဟောင်းရိုးရာဂမ်ဘီယာပညာတွေကိုလိုက်လံစုံစမ်းလေ့လာရင်တနေ့မှာစမ်းကြယ်ပြီးတော့မဲနဲ့နေတဲ့ပေးစာတစ်စောင်ကိုရခဲ့တယ်။ပေးစာထဲမှာရေးထားတာကတော့သတင်းကြိုလကွယ်ညတကောင်ရံ12နာရီမှာတင်းချိုင်ဟောင်ဖျားပြက်ရှိကျိန်စာနကနာကိုကျင်းပလိမ့်မယ်။ဒီပွဲကိုကြည့်မိတဲ့လူဟာအမောင်ထုရဲ့ဆုလက်ကိုရမယ်။ဒါပေမဲ့လမ်းမလွဲမိပါကဝိညာဉ်ကိုကြေးကြေးအနေနဲ့ပေးရမယ်လို့ဆိုတာပါပဲ။ဆရာဇောဟာတငယ်ချင်းဖြစ်တဲ့လူအောင်နေုံခေါ်ပြီးတော့အဲ့ဒီညမှာပဲတင်းချိုင်ဟောင်းစီကိုထွက်ခဲ့ကြတယ်။ည7နာရီခွဲရှိပြီပေါ့။ဒေါ်လန်တလျှောက်မြုံနှင်းနေပိမ့်ပိတ်အောင်ထူထပ်နေတယ်။လမ်းလျှောက်နေရင်အောင်နေကဆရာဇောရဲ့ပခုံးကိုကိုင်းလိုက်တယ်။အောင်နေရဲ့လက်တွေကရေခဲအေးသလိုအေးဆက်နေခဲ့တယ်။ဇောငါတို့ပြန်ရင်ကောင်းမယ်ထင်တယ်။အနံ့ကပုတ်ဆက်ဆက်အနံ့ရနေတယ်။သွေးနဲ့လိုလိုပုတ်ဆိုးနေတဲ့အသားနဲ့လိုလိုဆရာဇောကနောက်ကျောင်းမပြန်ခဲ့ပါဘူး။ဂမ်ဘီယာကိုရွတ်သွလွန်းတဲ့သူဟာဖျားပြက်နာကိုဆက်သွားခဲ့တယ်။သူတို့ရောက်သွားချိန်မှာနိုင်လက်တန်က12နာရီအတိကိုညွန်ပြနေပြီဖြစ်ပါတယ်။အဲ့ဒီအချိန်ခဏအတွင်းမှာပဲပတ်ဝန်းကျင်အမှောင်တူကြီးတစ်ခုလုံးကအဝါရောင်အနီရောင်မေးရောင်တွေနဲ့လင်းထိန်သွားခဲ့တယ်။ဖျားပြက်ရွှေမှာနကနာပညာသည်တွေဆိုင်းဝိုင်းတွေရာချီပြီးစုဝေးနေကြတယ်။ကနာစင်လည်းရှိတယ်။အစားအသောက်တွေလည်းခင်းထားတယ်။ဒါပေမဲ့ကြောက်စရာကောင်းတာအဲ့ဒီမှာကပြနေကြတဲ့လူတွေရဲ့မျက်နှာတွေမျက်လုံးတွေနှာခေါင်းတွေပါးစပ်တွေဘာမှမပါပဲချောကရုတ်ကြီးတွေဖြစ်နေတာပဲ။ခြေထောက်တွေကလည်းမြေပြင်မှာမထီဘူးလေထဲမှာမြောက်နေကြတာဆရာဇော်နဲ့အောင်နေတို့တစ်ပင်းတပင်းရဲ့နောက်မှာပေါ်ဟုံးပြီးတော့ကြည်နေရင်းနဲ့ပဲချွေးစည်းတွေပြန်လာကြတယ်အဲ့ဒီအချိန်မှာပဲကနားဆရာကြီးတယောက်ကဆရာဇော်တို့ပုံနေတဲ့တစ်ပင်စီကိုဖြည်းဖြည်းလှည့်လာခဲ့တယ်မျက်နှာလည်းမပါဘူးခေါင်းကြီးက180ဒီဂရီလှည့်လာပြီးတော့အတန်အော်ကြီးနဲ့ပြောလိုက်တယ်ငါတို့ရဲ့ပွဲတော်ကိုလာကြည့်တဲ့ဧည့်သည်တော်ကြီးများကြိုဆိုပါတယ်ဆရာဇော်လည်းလန့်ပြီးတော့သူယူလာတဲ့အောင်လန်းကာကိုအင်ကွန်းနဲ့ပရက်ရည်တွေထုတ်ပက်လိုက်တယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကအဲ့ဒီအင်ကွက်တွေပရက်ရည်တွေကနေတဲ့နကနာအဖွဲ့အသင်းအဖွဲ့တစ်ခုလုံးဘာမှထိခိုက်မှုမရှိခဲ့ဘူး။ကနာဆရာကြီးကရံမောလိုက်ပြီးတော့သူ့ရဲ့မျက်နှာဖုံးကိုချွတ်လိုက်တဲ့အချိန်မှာအဲ့ဒါဆရာဇောရဲ့လွန်ခဲ့တဲ့9နှစ်ကသေးသွားခဲ့တဲ့အဖိုးဖြစ်သူဂမ်ဘီယာဆရာကြီးဖြစ်နေတာပဲ။မီးလေးမင်းလာလိမ့်မယ်ဆိုတာငါသိတာပေါ့မင်းတို့ဒီအောင်လန်းပေးစာရအောင်စီမံခဲ့တာတခြားလူမဟုတ်ဘူးငါကိုယ်တိုင်ပဲဆရာဇော်ဘာပြောမှမသိကြက်တည်သေးသွားခဲ့တယ်အဖိုးပြသူကသူတို့ရွာကိုဆောက်ရှောက်ခဲ့တာမဟုတ်ပဲအောင်လန်းနှက်ဆိုးတွေနဲ့ဂရိကဝတ်ဖြစ်ပြီးတော့ရွာထဲကလူတွေရဲ့အသက်ကိုရောင်းစားခဲ့တာဖြစ်နေတယ်အခုလဲဆရာဇော်ကိုဒီဂမ်ဘီယာအောင်လန်းအမွေစက္ကန့်တဲ့လူအဖြစ်သွေးစွန်ပွဲလုပ်ဖို့ခေါ်ယူခဲ့တာဖြစ်တယ်အဖိုးဖြစ်သူကအောင်နေကိုချုပ်ကင်လိုက်ပြီးသူ့ကိုရစ်ပူစွာမှမင်းပညာကုန်ရမယ်လို့ပြောလိုက်တဲ့အချိန်မှာဆရာဇောကအသင့်ပါလာတဲ့စုံမျောသားကိုထုတ်ပြီးအဖိုးဖြစ်သူရဲ့ရင်ဘတ်ကိုထိုးထည့်လိုက်ပါတယ်အဖိုးဖြစ်သူနဲ့နကနာဝဲတစ်ခုလုံးဟာမီးကိုအဖြစ်ပြာကျပြောက်ွယ်သွားခဲ့တယ်တင်းချိုင်းကတော့ပုံမှန်အတိုင်းပြန်လဲတိတ်ဆိတ်သွားပြီးတော့အောင်နေနဲ့ဆရာဇောတို့အသက်လူပြီးရွာကိုပြန်ပြေးခဲ့ကြတယ်ဒါပေမဲ့ဇလန်းကအမ်းမှမပြီးသေးဘူးမနက်မိုးလင်းတော့ဆရာဇောကရွာထဲကိုအောင်နေနဲ့အတူပြန်ရောက်လာခဲ့တယ်ဒီတိုင်းပြီးမသွားဘူးရွာထဲကလူတွေကိုမနေ့ကဖြစ်ပျက်ခဲ့တာတွေကိုအလံတကြားပြောပြပေးမဲ့လေရွာသားတွေကသူတို့ကိုကြောက်လန့်တကြားမျက်လုံးတွေနဲ့ကြည့်နေတယ်
ဆရာစောကအောင်တင်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့မြေပြင်ပေါ်ကအရိတ်ကအောင်တင်အရိတ်မရှိတော့ဘူးနဂနာပွဲမှာအဖိုးဖြစ်သူကိုဓာတ်နဲ့ထိုးလိုက်တဲ့အချိန်မှာအဖိုးရဲ့ဝိညာဉ်ကတိတ်ဆုံးသွားခဲ့တာမဟုတ်ပဲအနီးဆုံးမှာရှိတဲ့အောင်တင်ရဲ့ခန္ဓာကိုယ်တွေကိုပုံးကွယ်ဝင်ရောက်သွားခဲ့တာဖြစ်နေခဲ့ပါတယ်အခုဆရာစော့ဘေးမှာရက်နေတဲ့အောင်တင်ဟာအောင်တင်မဟုတ်တော့ပဲအဖိုးဖြစ်တဲ့လူရဲ့အောင်လန်းဝိညာဉ်ကြီးဖြစ်နေခဲ့ပါပြီအောင်တင်ကဆရာစောကိုစုပ်ဖြဲပြုံးပြလိုက်ပြီးတော့အတန်တီးတိုးနဲ့ပြောလိုက်တယ်ညီလေးငါ့ကိုတတ်လို့မရဘူးဆိုတာမင်းသိနဲ့အခုတော့မင်းရဲ့ခန္ဓာကိုယ်ငါယူရမယ်အလဲပဲဘာတွေဆက်ပြုံးမှလဲအောင်တင်ငွေခွဲမရတော့ဘူးအောင်တင်ရဲ့ခန္ဓာကိုယ်ကအောင်လန်းဝိညာဉ်ဆိုကြီးကိုဆရာစောဘယ်လိုတိုက်ထုံမလဲမနက်ခင်းလင်းရောင်ကြီးအောက်မှာစုံစုံမြုပ်နေတဲ့တမိုင်းဆိုကြီးတစ်ခုနဲ့တူဆရာစောတယောက်ကြက်သေးသေးနေခဲ့တယ်သူ့ရှေ့မှာရက်နေတဲ့တငယ်ချင်းရဲ့အရိပ်ဟာပျောက်ကွယ်နေခဲ့ပြီအောင်နဲ့ရဲ့မျက်လုံးတွေထဲမှာအရင်ကလိုနှွေးထွေးမှုတွေမရှိတော့ဘဲနဲ့ရာဇဝင်တွေကအောင်လန်းဆရာကြီးအဖိုးဖြစ်တဲ့လူရဲ့မဲနဲ့ရက်ဆက်တဲ့အရိပ်ရောင်တွေပဲလင်းလက်နေတယ်။ဆိုမိအဖိုးရဲ့အောင်လန်းပညာဆိုတာမျိုးကဓာတ်တစ်ချောင်းထိုးထည့်လိုက်ုံနဲ့ပျောက်ကွယ်သွားမယ့်အရာမဟုတ်ဘူး။အောင်တင်သို့မဟုတ်အဖိုးဖြစ်သူရဲ့ဝိညာဉ်ပုံးကွယ်နေတဲ့နှခမ်းကဆက်ဖြည်းဖြည်းပြုံးလိုက်တယ်။ဒီခန္ဓာကိုယ်ကအခုငါ့အတွက်အိမ်အသက်ပဲမင်းငါ့ကိုတက်ချင်ရင်မင်းရဲ့တငယ်ချင်းအောင်တင်ကိုပါတက်ရလိမ့်မယ်ဆရာစောရဲ့ရင်ထဲမှာအကြောက်တရားနဲ့ထိတ်လန့်မှုတွေရောထွေးနေခဲ့တယ်ဘေးနားကရွာသားတွေကအရေးမရှိတဲ့အောင်တင်ကိုကြည့်ပြီးတော့အလံတကြားထွက်ပြေးကုန်ကြတယ်ဆရာစောလည်းအခြေအနေကိုသဘောပေါက်လိုက်တာနဲ့လက်ထက်ကပြည့်ရည်ဘူးကိုအောင်တင်ရဲ့မျက်နှာစီရုတ်တရက်ပတ်လိုက်ပြီးတောလန်းအတိုင်းနောက်ကျောင်းပြန်ပြေးထွက်ခဲ့တယ်ဆရာစောပြေးရင်းနဲ့လွတ်မြောက်အောင်ရှာခဲ့တယ်ပတ်ဝန်းကျင်တောအုပ်ကြီးတစ်ခုလုံးကမြူနှင်းတွေပြန်လည်ထူထပ်လာခဲ့တယ်။လမ်းတွေပြောင်းနေပြီးဘလောက်ပြေးမနေ့ကသွားခဲ့တဲ့တင်ချိုင်ဟောင်ဖျားပြက်ကြီးရှေ့ကိုပဲပြန်ရောက်နေတယ်။အဲ့ဒီချိန်မှာပတ်ဝန်းကျင်မှာအနံဆိုးကြီးတစ်ခုရလာခဲ့တယ်။သွေးစိမ့်နှံ့နဲ့ပုတ်သွင်းနေတဲ့အသားပုံနှံ့တွေစိမ့်ထွက်လာတယ်။ဖျားပြက်ရဲ့ရုပ်ပွားတော်ကြီးရဲ့အနောက်ကနေအောင်နေတဖြည်းဖြည်းလမ်းလျှောက်လာရင်းနဲ့သူ့ခန္ဓာကိုယ်ကအရင်လိုမဟုတ်တော့ဘဲနဲ့အယိုးတွေကျိုးပဲ့နေသလိုချို့အတန်တွေမြည်နေခဲ့တယ်။ဇော်ရင်မင်းပြေးလို့မလွတ်ပါဘူး။ဒီကျင်းစာနှကနားပွဲကိုအဆုံးသတ်ဖို့အတွက်မင်းရဲ့သွေးနဲ့ရစ်ပူစွာမှာမင်းကငါအောင်လန်းပညာရဲ့ထိတ်ဆုံးရအောင်ခေါ်ဆောင်ပေးမယ်။ဆရာဇော်ကအိတ်ထဲမှာအသင့်ပါလာတဲ့အောင်လန်းနှိမ်နေရင်ပေးစာနဲ့ရှေးဟောင်းတပိတ်တိုင်ကိုထုတ်လိုက်တယ်။သူပထမပိုင်းမှာတွေ့ရတဲ့ပေးစာတွေကစာကြောင်းတစ်ကြောင်းကိုပြန်သတိရလိုက်မိတယ်။ဝိညာဉ်လဲပွဲကိုအဆုံးသတ်ခြင်းရင်ဝိညာဉ်ဝင်ရောက်နေတဲ့မူလပိုင်ရှင်ရဲ့အမှတ်တရပစ္စည်းနဲ့သွေးကတိကဝတ်ပြုရမယ်ဆိုတာပဲဆရာစောကအိတ်ထဲမှာအောင်နေငယ်စဉ်ကလေးကစောကစားခဲ့ပြီးတော့အမှတ်တရတင်ထားပေးတဲ့တန်မဏိလက်စွပ်လေးကိုသတိရလိုက်တယ်အဲ့ဒီလက်စွပ်ကအောင်နေရဲ့စိတ်ဝိညာဉ်မူလအခြေခံရှိနေတဲ့ပစ္စည်းပဲဆရာစောကလက်စွပ်ကိုလက်ထဲမှာစုပ်ကင်ထားပြီးတော့မန်နန်ရွတ်ဖက်လိုက်တယ်အနားကိုတိုးသွားခဲ့တယ်အဖိုးဖြစ်တဲ့လူပုံးကွယ်နေတဲ့အောင်တင်ရဲ့ခန္ဓာကိုယ်ကဆရာစောရဲ့လယ်ဘင်းကိုညှစ်လိုက်တယ်။မင်းယူနေတာလားငါမီးမင်းငါ့ကိုဘာမှလုပ်လို့မရဘူး။အသက်ရှူကျက်နေတဲ့ဆရာစောကသူ့ရဲ့လက်မောင်းကိုဓာတ်နဲ့လှိဖြတ်လိုက်ပြီးတော့ထွက်လာတဲ့သွေးတွေကိုအောင်တင်ရဲ့နဖူးပေါ်နဲ့တန်မဏိလက်စွပ်ပေါ်ကိုတုံးလိမ့်လိုက်တယ်။အဲဒီနောက်လက်စွပ်ကိုအောင်တင်ရဲ့လက်မှာအတင်းဆုပ်ပေးလိုက်တယ်။အောင်လန်းဝင်းကြီးကဆူဆူဝါးဝါအော်ဟစ်လိုက်တယ်။အဖိုးဖြစ်တဲ့လူရဲ့မဲနေနေတဲ့အရေးကြီးဟာအောင်နေရဲ့ခန္ဓာကိုယ်ထဲကနေမိခိုးနဲ့တွေအဖြစ်ရုံးကန်ထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအထူးခြားဆုံးဖြစ်ရတစ်ခုဖြစ်လာခဲ့တယ်။အဖိုးဖြစ်တဲ့လူရဲ့ဝိညာဉ်ကမိခိုးနဲ့ကြီးအောင်နေရဲ့ခန္ဓာကိုယ်ထဲကနေထွက်သွားပေမဲ့ဆရာစောစီကိုအုံမိုးမသွားဘဲနဲ့ရှေးဟောင်းဖျားပြက်ကြီးရဲ့ဈေးရီအတွင်းထဲကိုဆွဲဆုပ်ယူခြင်းခံလိုက်ရတယ်။အမှန်တော့အဖိုးဖြစ်သူဟာအောင်လန်းဆရာကြီးမဟုတ်ခဲ့ပါဘူး။လွန်ခဲ့တဲ့9နှစ်ကဒီဖျားပြက်မှာပုံးကွယ်နေတဲ့ရှေးဟောင်းမရဏနတ်ဆိုကြီးရဲ့စိတ်တစအစိကံသာဖြစ်နေကြတာပါဖျားပြက်တဲ့ကနတ်ဆိုကြီးဟာအဖိုးဖြစ်တဲ့လူကိုအောင်တင်ကိုပါအယုတ်လိုကျိုးဆွဲပြီးဆရာစော့ကိုဒီနေရာစီရအောင်ဆွဲဆောင်ခဲ့တာဖြစ်နေခဲ့ပါတယ်အောင်နေကသတိပြန်ရလာတဲ့အချိန်မှာတော့မြေပြင်ပေါ်မှာအရိပ်ပြန်ပေါ်လာခဲ့တယ်အဖိုးဖြစ်တဲ့လူရဲ့ဝိညာဉ်ဆိုးနဲ့မရဏနတ်ဆိုးတို့ဟာဇေဒီပြက်ကြီးရဲ့အောက်ခြေမှာထာဝရပိတ်ခံလိုက်ရပြီဖြစ်ပါတယ်
ဆရာဇော်နဲ့အောင်နေတို့ဟာဒဏ်ရာတန်ချက်တွေနဲ့အတူအသက်လူပြီးတော့ရွာစီကိုပြန်လဲထွက်ခွာလာခဲ့ကြတယ်။ဒါမဲ့ရွာပြန်ရောက်တဲ့အချိန်မှာအိမ်ထဲကမှန်ရှိမှရက်လိုက်တဲ့အခါမှန်ထဲမှာပေါ်နေတဲ့အရေးဟာဆရာဇော်မဟုတ်ဘဲနဲ့အဖိုးဖြစ်တဲ့လူရဲ့မျက်နှာဖြစ်နေပြန်တယ်။အဖိုးဖြစ်သူရဲ့ဝိညာဉ်ဟာအောင်တဲ့စီကနေထွက်သွားပေမဲ့ဇေဒီပြတ်ထဲမဝင်ပဲဆရာဇော်ရဲ့ခန္ဓာကိုယ်ထဲမှာအပိုင်ကင်းဝင်သွားခဲ့တာပါဒီဖြစ်ရဆိုရင်အပြီးမှာတော့ဆရာဇော်ကဂမ်ဘီယာအောင်လန်းပညာကိုဆွန့်လွတ်လိုက်တာမဟုတ်ဘဲနဲ့အောင်လန်းဆရာကြီးဖြစ်ပြောင်းလဲသွားခဲ့ရပါတော့တယ်ဒီနေ့ဒီချိန်ထိမှန်ကင်းရွာနာကတင်ချိုင်ဟောင်းဖျားပြန်နာကိုသတင်းကြိုလာကွယ်ညတကောင်ရံ12နာရီမှာသွားမိတဲ့လူတိုင်းဟာဟိုးအဝေးကနေတော့မှနှက်ဆိုင်တီးတဲ့အတန်ဒိုးတန်ပတ်တန်အဲ့ဒါတွေနဲ့အတူအရေးမပါတဲ့လူစုလူဝေးကနေတဲ့နဂနာဝဲကြီးကိုမြင်တွေ့နေရဆဲဖြစ်တယ်လို့ရွာခံတွေကပြောဆိုနေကြဆဲဖြစ်ပါတယ်။ငွေကုန်ကြေးကြများပြီးတော့အန်ဒီရများတဲ့အွန်လိုင်းပညာတွေရဲ့နောက်ကွယ်မှာမမြင်နိုင်တဲ့အမောင်ထုကျင်းစာတွေရှိနေတတ်တယ်ဆိုတာကိုဒီဇလန်လေးကသတိပေးနေသလိုပါပဲ။ဇလန်လေးကိုသဘောကျနှစ်သက်တဲ့ဆိုရင် Story Collection မှာ Like and Subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်။နောက်ထပ်ထွက်လာမဲ့အရန်ပိုပြီးကြောက်စရာကောင်းတဲ့စမ်းကြဲတဲ့ဂမ်ဘီယာဇလန်အသစ်တွေကိုမလွတ်တိုင်းကြည့်နိုင်မှုအတွက်ခေါင်းလောင်းလေးကိုလည်းအားလုံးနှိပ်ထားပေးကြပါအောင်နော်မနက်ဖြန်ညမှာလည်းပိုးပြီးတော့ရှင်ခုံစရာထိတ်လန့်စရာကောင်းတဲ့တောနယ်ထဲကကျင်းစာတင်ရွာပြဲကြီးဆိုတဲ့ဇလန်အသစ်လေးနဲ့ပြန်လဲဆုံတွေ့ကြပါမယ်ရှင်နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တူးချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်အားလုံးပဲဘေးရန်ရဲ့ကင်းဝေးတဲ့ဂမ်ဘီယာညာချမ်းလေးဖြစ်ကြပါစေရှင်